ဟိုတောင်းနဲ့အမတန်စမ်းကောင်းတယ်လူချစ်လူခင်ရန်ပေါ်တယ်မဟုတ်ဘူးကနော်ဒါလူနေထိုင်မှုနော်လူစီကံလူကျင့်ဝတ်နဲ့လည်းပတ်သက်တယ်အဲ့တော့တချို့ဆိုရင်မဟုတ်မမှန်ကန်တာပြောပြီးတော့လူချစ်လူခင်ရှာကြတယ်ငါတို့ကြတော့အဲ့လိုမဟုတ်ဘူးနော်မှန်တာပြောပြီးလူမုန်းခံတာမုန်းနေတဲ့လူကမှန်မှန်သိတော့ပူရှစ်လာတာဒါကတော့စမ်းနဲ့မဆိုင်ပါဘူးဟုတ်လားဟိုတောင်းခမကြက်ဘဝလာတဲ့လူလားကြက်အကြောင်းခရီးစီတွင်းကြခမတော်တော်များများသိတာမဟုတ်ဘူးကွာငါကြက်ဘဝလာမလာတော့ငါလည်းမသိဘူးနော်ငါရဲ့လုတ်တက်နဲ့ဝါရနော်ကြက်ကပေးတဲ့သင်ခန်းစာတွေကနေလည်းဒီကုသတွေကိုရတာနော်ဘသူကမှပေးခဲ့တာပညာရေးမဟုတ်ဘူးကြက်ဘဝလာမလာရတော့ငါလည်းမသိဘူးအဲ့တော့ဥပမာပေါ့ကွာကြက်တဲ့ကောင်17လသားမှာအတောင်ချနော်အတောင်ချတော့ဒါတွေကမှုထိုးတာလားတချို့မေးကြတယ်ဒါဒီလိုချရင်ရောအကြာကြီးစောက်ရမှာလားမဟုတ်ဘူးကဒီ17လသားမှာသူတို့ကဟိုဘက်ကိုကူးတော့မဲ့အချိန်မှာအကောင်းဆုံးအချိန်ရောက်ပြီအကောင်းဆုံးအချိန်ရောက်တဲ့အခါကျတော့ဒီကြက်တွေကသူတို့ရဲ့မတန့်တဲ့အတောင်တွေကိုဒီလို17လသားမှာမကြိုက်တဲ့အတောင်တွေကိုသူကရွေးပြီးချပလိုက်တာအဲ့လိုချပစ်တဲ့အချိန်မှာဒါကြာမလားတိတ်မကြာဘူးเนาะတချို့ဆိုရင်1လခွဲ2လတချို့ဆို2လ3လအဲ့လိုရောက်တဲ့အခါမှာအဲ့မှာ14 5လသာရောက်တဲ့အချိန်မှာအကောင်းဆုံးကြက်ဘဝကိုရောက်ပြီခုတ်မဲ့ချီပါဝါအကောင်းဆုံးလက်ဆက်ဆုံးအချိန်ကိုရောက်တချို့ကကြက်အိုဘဝကြာရင်ပို့ပြီးကောင်းတယ်လို့ပြောတယ်ဒါကတော့ကြက်ယူနဲ့ပတ်သက်လာတယ်အဲ့တော့ဟိုကောင်ကတော့ကြက်ခွတ်နဲ့ပတ်သက်လာတယ်အဲ့တော့ဒီလို14 5လအလွယ်မှာအတောင်တွေကိုပြည့်စုံအောင်သူလှုပ်ချပြီးတဲ့အချိန်မှာဒီအတောင်တွေကပြည့်စုံသွားပြီဆိုရင်သူ့မှာဝပြီးတော့ဤရတဲ့ပုံစံကိုတချို့မှာတချို့အကောင်တွေမှာတွေ့ရတယ်ဒါဆိုရင်ဒီကြက်တွေကိုတွားပြီးတော့ချက်ချင်းပြုံးစားသွားမပြီးတော့မကြော်ခွပြင်နဲ့ဘာဖြစ်လို့ဒီအဲ့ဒီအမွေးတောင်မလုံသေးဘူးမလျှောက်သေးဘူးလို့မင်းက6ပြီလို့စုံပြီလို့ထင်တာဒါပေမဲ့သူတို့ကမလျှောက်သေးဘူးမစုံသေးဘူးပြဒါပေါ်တင်မဲ့ဒါကြက်ကတိတတာပြဒါကိုလူကမသိပဲနဲ့အဲ့လိုအမွေးတောင်မစုံနဲ့ဟိုအဝကြီးနဲ့မှတွားပြီးတော့လှုပ်တော့ကြက်ကအဲ့မှာမခုတ်ဖိုင်းနဲ့တဖြည်းဖြည်းပုတ်ရင်ပြက်ပလုတ်ပနဲ့နောက်ကြတော့မပေါ်တဲ့အထိရောက်တာအဲ့တော့အဲ့ဒီလိုဖြစ်တဲ့အခါမှာကင်ကြည့်လို့အတောင်လည်းပြည့်စုံပြီးဝိတ်ရှင်ရလည်းပေါ့တဲ့လောက်ပေါ့ပြီးလိုအပ်တဲ့ဝိတ်ရှင်လောက်ကိုနီးလောက်ကိုရောက်ပြီပေါ့ဒါဆိုရင်အဲ့အချိန်မှာကြက်ကိုကောက်ပြင်ကြက်ပေါက်ပြီးပြင်တယ်လို့ပဲပြင်ပြီးတိုက်လို့ရှင်ရတယ်နော်အဲ့တော့ဒီကောင်ကိုပြန်စီချွတ်ရမလားဆိုရင်နော်ချွတ်စရာလုံးဝမလိုပါဘူးဟုတ်လားနော်